လူတိုင်းလည်းဟာတနေ့မဟုတ်တနေ့အဆိုးနဲ့ကြုံတွေ့တတ်တယ်ကြုံတွေ့လာတဲ့အခါစိတ်ဓာတ်ရင်းချက်မှုနဲ့ဒါတွေကိုတုံ့ပြန်မှုမပြုဘဲနဲ့သီးခံနိုင်စွမ်းရှိရမယ်အဲ့ဒီသီးခံတဲ့အခါမှာဘာတွေနဲ့သီးခံမလဲတခုကတော့ကိုယ့်ပေါ်တယောက်ယောက်ကစော်ကားထားတာကိုမေ့ပြစ်ခြင်းဖြင့်လည်းပဲဖြေရှင်းလို့ရပါတယ်ခေါင်းထဲမှာမထည့်နဲ့မေ့လိုက်မေ့ထားလိုက်တတိယမှာဒေါသဆိုတာဖြစ်တာလေကိုယ်ကိုစော်ကားတာအိပ်ပျော်သွားရင်မေ့သွားမှာပဲလေအဲ့ဒါလိုပဲမေ့ပြလိုက်ငါဘယ်တော့မှစော်ကားထားတာဆိုတဲ့ဟာပြန်မတွေးနဲ့တော့မေ့ပြလိုက်ခြင်းအပြင်လည်းပဲရင်ထဲနှလုံးနဲ့သိမ့်မထားနဲ့တဲ့နောက်တစ်ခုကတော့အမနတိကာရေနမစင်စားနဲ့တော့မေ့ပြတဲ့သဘောပဲနှလုံးသွင်းဘယ်တော့မှစိတ်ထဲမှာမထားနဲ့နှလုံးသွင်း